ညာတိုင်းမှာအပြည့်စုံတက်ဆင်ထားတဲ့အထူးတပ်ဖွဲ့ဝင်ရာပေါင်းများစွာဟာခံစစ်စည်းပေါ်မှာတင်းတင်းကြပ်ကြပ်နေရာယူထားကြပါတယ်။သူတို့အားလုံးဟာရိုင်ဖယ်တနက်တွေကထွက်လာတဲ့အနီအောက်ရောင်ခြေတန်းတွေကိုတောအုပ်ထဲကတနေရာလေးစီကိုပဲစုပြုံကျရွေထားကြပြီးခဏလေးတောင်တတိမလို့ရဲကြပါဘူး။ပြစ်ခတ်အားပိုကောင်းစေဖို့အတွက်စခန်းမှာရှိတဲ့ကက်တလင်းကင်လိန်17နက်ရာပေါင်းများစွာကိုလည်းအစင်သင့်ပြင်ထားပါတယ်။ကိုကဲမှုဌာနရဲ့အဆိုအရအမျိုးအမည်မသိတတဝါအမြောက်များဟာတနအီကီလိုမီတာ100နှုန်းနဲ့သူတို့စီကိုချင်းကပ်လာနေပြီးအဲ့ဒီအကောင်တွေရဲ့အရွယ်အစားဟာလူသားတွေထက်အစပေါင်းများစွာပိုကြီးမားတယ်လို့သိရပါတယ်။မိစ္ဆာကောင်တွေဟာစခန်းနဲ့မီတာ900အကွာကိုရောက်တဲ့အခါအဖွဲ့ခေါင်းဆောင်ကအလင်းပေးပုံးတစ်လုံးပစ်ဖောက်လိုက်ပေမဲ့ဘယ်မိစ္ဆာရဲ့အရေးအယောင်ကိုမှမတွေ့ရပါဘူး။အားလုံးဝေခွင့်မရဖြစ်နေတော့မှပဲစခန်းထဲကမိတွေအားလုံးဟာထိချုံမရပဲမှောင်တိကျသွားပါတော့တယ်။စစ်သားတွေဟာပြန်လဲတုံလုံးချောက်ချလာကြပါတယ်။ကင်းဆောင်ခွေးကရန်သူရှိနေတာကိုအရင်ဆုံးသိလိုက်ပြီးတောအုပ်ထဲကိုအရှိန်ကုန်တင်ပြီးပြေးဝင်သွားပါတယ်။အဖွဲ့ခေါင်းဆောင်ကနောက်ထပ်အလင်းပေးပုံးတစ်လုံးထပ်မံပစ်ဖောက်လိုက်ပေမဲ့မိစ္ဆာကောင်တွေကိုမမြင်ရသေးပဲခွေးရဲ့နာကျင်စွာအော်ဟစ်တန်ကိုပဲကြားလိုက်ရပါတယ်။အလင်းရောင်ပြောက်ကွယ်သွားတဲ့အချိန်မှာတော့မိစ္ဆာအုပ်ကြီးဟာတောအုပ်ထဲကနေရုတ်တရက်ဝုန်းကနေပြေးထွက်လာပါတော့တယ်။စစ်သားတွေလည်းချက်ချင်းပစ်ခတ်ကြပါတယ်ခဏအတွင်းမှာပဲကြီးစံပေါင်းများစွာဟာမိစ္ဆာကောင်တွေကိုထိမှန်သွားပေမဲ့အရေးအတွက်ကအယမ်းများလို့နေပါတယ်။ဒါကြောင့်နောက်ဆုံးမှာတော့မိစ္ဆာကောင်တချို့ဟာခန်းစစ်စီးကိုဖောက်ထွက်သွားပြီးစစ်သားတွေအမြောက်များတေးကြီးပျက်စီးခဲ့ရပါတယ်။နောက်တနေ့မနေ့ရောက်မှသာအဲ့ဒီမိစ္ဆာကောင်တွေရဲ့ရုပ်သွင်အစစ်အမှန်ကိုမြင်လိုက်ရပါတယ်။သူတို့ဟာတကယ်တော့ကြောက်စရာကောင်းတဲ့ဝက်ဝက်နဲ့ကြီးတွေဖြစ်နေပါတယ်။တညလုံးတိုက်ပွဲဝင်ပြီးတဲ့နောက်စစ်သားတွေဟာအနိုင်ရဖို့ခဲရင်စွာကြိုးစားခဲ့ရပါတယ်။ဒါပေမဲ့ပိုပြီးကြောက်စရာကောင်းတဲ့အချက်ကတော့ဝက်ဝက်နဲ့တွေဟာဒီလောက်အုပ်စုလိုက်ကြီးစုဝေးဖို့ဆိုတာမဖြစ်နိုင်တယ်လို့အကြောင်းပြချက်မရှိပဲလူတွေကိုတိုက်ခိုက်ဖို့ဆိုတာလည်းပိုလို့တော့မဖြစ်နိုင်ပါဘူး။ဒါကြောင့်အမှန်တရားကိုသိရှိဖို့အတွက်စစ်သားတွေဟာတောအုပ်ထဲကိုတွားရောက်စုံစမ်းဖို့ပြင်ဆင်ကြပါတယ်။ဒီတစ်ချိန်မှာတော့သူတို့ဟာပိုပြီးတတိထားကြပါတယ်။လက်နက်တပ်ဆင်ထားတဲ့ရဟတ်ရင်အမြောက်များကိုစစ်ကူလွတ်ထားသလိုမြေပြင်တပ်ဖွဲ့တွေမှာလည်းအထူးတန်ချက်ကတပ်ဖွဲ့တွေကရှေ့ကနေဥဆောင်သွားပါတယ်။ထူးဆန်းတာကတော့တောအုပ်တစ်ခုလုံးကိုရှာဖွေပေမဲ့ဘာထူးခြားမှုကိုမှမတွေ့ရပါဘူး။အဲ့ဒီအစားတောအုပ်ရဲ့တစ်ဖက်ခြမ်းမှာရှိတဲ့မြို့ကြီးကိုမြင်လိုက်ရတဲ့အခါသူတို့အလွန်ထိတ်လန့်သွားကြပါတယ်။တမျိုးလုံးဟာဘာသက်ရှိအရေးအယောင်မှမရှိပဲတိတ်ဆိတ်ချောက်ကပ်နေပါတယ်။ပိုပြီးကြောက်စရာကောင်းတာကတော့အဆောက်အုံတွေအားလုံးဟာနက်နဲတဲ့အင်အားတစ်ခုခုကြောင့်ထပ်ပိုင်းပြတ်နေတာပါပဲ။မြို့ရဲ့လျှက်စစ်စနစ်တစ်ခုလုံးလည်းပျက်စီးနေပါတယ်။အထူးတပ်ဖွဲ့ဝင်တွေဟာမြို့ထဲကိုအရင်ဆုံးဝင်ရောက်သွားပါတယ်။သူတို့ဟာအလင်းရောင်ရဖို့အတွက်နေရံမှာပလတ်စတစ်မီးလုံးလေးတစ်လုံးကတ်လိုက်ပါတယ်။မီးလင်းလာတဲ့အချိန်မှာတော့လူတိုင်းထိတ်လန့်သွားကြပါတယ်။ကုန်တိုက်တစ်ခုလုံးမှာအလောင်းတွေပြည့်နေနေပေမဲ့ဘာတန်ရာမှရှာမတွေ့ပါဘူး။ဘာကြောင့်တေဆုံးရတယ်ဆိုတာကိုစစ်သားတွေလုံးဝဆုံးဖြတ်လို့မရနိုင်ပါဘူး။သူတို့တွေပြန်လဲဆုတ်ခွာဖို့ပြည်နေတော့မှပဲအပေါ်ထက်ကအသင်းဖော်တယောက်ရုတ်တရက်တိုက်ခိုက်ခံလိုက်ရပါတယ်။အားလုံးကစစ်ကူပေးဖို့အမြန်သွားကြပါတယ်။အခင်းဖြစ်ပွားရနေရာကိုရောက်တဲ့အခါတိုက်ခိုက်တဲ့သူကမီတာ100မြင့်တဲ့အဆောက်အုံပေါ်ကနေခုန်ချသွားတာကိုတွေ့လိုက်ရပေမဲ့ဘာတန်ရာမှမရရှိပါဘူး။ပိုပြီးထူးဆန်းတာကတော့စစ်သားတွေပစ်ခတ်လိုက်တဲ့ကြီးစံအမြောက်များဟာလည်းသူ့ကိုဘာမှထိခိုက်အောင်မလုပ်နိုင်တာပါပဲ။ဒါကြောင့်သူတို့ဟာအဲ့ဒီလူမျက်စိရှိကပျောက်ကွယ်သွားတာကိုဒီတိုင်းပဲကြည့်နေကြရပါတယ်။ဒါပေမဲ့မကြခင်မှာပဲအဲ့ဒီလူဟာစစ်ကူတွေနဲ့အတူပြန်ရောက်လာပါတယ်။စစ်သားတွေရဲ့လက်နက်တွေကပူတာလုံးပေမဲ့ဟိုဘက်ကလူအင်အားကပိုများနေပါတယ်။နောက်ဆုံးမှာတော့ပြင်းထန်တဲ့တိုက်ပွဲပြီးမှသူတို့ဟာအဲ့ဒီလူတွေရဲ့ဝိုင်းရံခြင်းကိုခံလိုက်ရပါတယ်။ဒီလိုအရေးကြီးတဲ့အချိန်မှာစစ်သားတွေဟာစခန်းကနေအကူအညီတောင်းဖို့အချက်ပြမီးတွေကိုပြစ်လွတ်လိုက်ရပါတယ်။ဒါပေမဲ့သူတို့မမျှော်လင့်ထားတာကတော့စခန်းဟာလည်းတိုက်ခိုက်ခံရတော့မယ့်အခြေအနေဖြစ်နေတာပါပဲ။ဒုံးကြီးအမြောက်များဟာအလင်းနှုံးတဲ့စခန်းစီကိုပြန်တန်းလာနေပါတယ်။ကာကွယ်ရေးစနစ်အားလုံးချက်ချင်းအလုပ်လုပ်ပါတယ်။ပထမတော့ဒုံးကြီးတိုင်းကိုတိကျစွာပစ်ချနိုင်ခဲ့ပေမဲ့ဒုံးကြီးရေးအတွက်ပုံများလာတဲ့ခါမှာတော့ကာကွယ်ရေးစနစ်ဟာတဖြည်းဖြည်းအားနည်းလာပါတော့တယ်။နောက်ဆုံးမှာတော့စက်တိုက်ပောက်ကွဲမှုတွေနဲ့အတူစခန်းတစ်ခုလုံးဟာအပျက်စီးပုံပေါ်ရောက်သွားပါတော့တယ်